မင်းစားများလေစီချိုဖို့တက်လေဆိုတာတကယ်ပဲလားတော်တော်များများကြားဖူးကြလိမ့်မယ်လို့ထင်တယ်သမင်းကအများမစားရဘူးစားရင်စီချိုဖြစ်နိုင်မယ်ဆိုတာမျိုးပေါ့ဒါဆိုဘာလို့အဲ့လိုမျိုးပြောကြရလဲအတိအကြောင်းရင်းကတော့သမင်းထဲမှာပါတဲ့စီချိုကိုတက်စေတဲ့ကစီတက်တွေအများဆုံးပါဝင်တာပါအဲ့တော့သမင်းစားလေသမင်းထဲကကစီတက်တွေပိုစားသုံးနိုင်လို့ဖြစ်ပြီးမှစီချိုတက်လေပါပဲဒါဆိုသမင်းစားများလေစီချိုပိုတက်လေဆိုတဲ့စကားရဲ့တကယ်ပဲပေါ့ဒီတော့အဲ့လိုမဖြစ်ရနိုင်အောင်ဘယ်လိုဆင်ခြင်ကြမလဲဆိုတာအစာခံမဲ့သမင်းမျိုးကိုရွေးပါဥမာဆန်နွညို rib berry အသားတပြည့်အောင်စားပါအရွက်များများစားပါလေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါပစ္စည်းတက်ပါဝင်တဲ့အစားအစာပါရလဲဆိုတော့သမင်းခောက်ဆွဲကြာဆန်ပြောင်းအာလူဒါရောစားရင်ပမာဏပုံမှတတိထားမှာဖို့အကြံပေးချင်ပါတယ်စီချိုသမားတွေအတွက်တော့အရေးဆုံးကတော့ protein control ပမာဏထိန်းစားခြင်းဖြစ်ပါတယ်ဘလောက်ပဲစီချိုနဲ့တဲ့ပါစေဆိုတဲ့သမင်းခောက်ဆွဲပဲဖြစ်ဖြစ်ပမာဏမထိန်းစားနိုင်ရင်စီချိုကဆက်တက်နေပါလိမ့်မယ်နောက်ထပ်အမြင်များရည်နဲ့တွဲစားပေးခြင်းဖြင့်စီချိုတက်နှုံးကိုတစ်ဖက်တစ်လမ်းကနေထိမ့်သိမ်းပေးနိုင်တာကိုလည်းတွေ့လာရပါတယ်။ဒါဆိုစီချိုကိုထိန်းနိုင်စေဖို့သမင်းစားရင်ဘယ်လိုအချက်တွေနဲ့တည်တည်ထားရမလဲဆိုတော့ပကံကို၄ပုံတစ်ပုံကိုသမင်းခောက်ဆွဲပါမုံအာလူကျန်တဲ့တစ်ပုံကတော့အသားငါပဲဥကျန်တဲ့နှစ်ပုံကတော့အရွက်ထည့်စားပါစွန်းခင်းနဲ့စားဖို့ကောင်းပါတယ်အဆစားချင်းကြပြီးအဆစားချင်းစိတ်ညှော်နေစေပါတယ်ပကံတတိလေးထည့်စားပါအမြင်အဖြစ်အများကြီးစားရမယ်ဆိုရင်ခံစားချက်ကိုရစေပါတယ်သမင်းမစားခင်စားနေတော့စားပြီးရေတောက်ပါပြက်ပြည့်စီပြီးသမင်းစားချင်းစိတ်ကိုရောချစေနိုင်ပါတယ်အဆစားပြီးတာနဲ့အတီးချက်ချင်းစားတာမျိုးကိုစီချိုဝေဒနာရှင်တွေကမလုပ်သင့်ပါဘူးစီချိုအရင်တက်သွားစီနိုင်လို့ပါအထက်ပါအချက်တွေကိုလည်းစနစ်တကျလိုက်လို့ဖို့လည်းစီချိုထိန်ကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်နောက်ထပ်အရေးကြီးဆုံးတစ်ခုကတော့ကိုလက်လေ့ကျင့်ခန်းတစ်ခုခုလုပ်ပေးဖို့လည်းအလိုအရေးကြီးပါတယ်တရက်ကုန်မိနစ်30လောက်တော့ကိုလက်လေ့ကျင့်ခန်းလုပ်ပေးတင်ပါတယ်လေ့ကျင့်ခန်းလုပ်တဲ့ထဲမှာဆိုရင်စွန်ပါအကာချင်းဖြင့်လူကိုတကူလုံးနာကျင်ခဲခဲမရှိပဲစီချိုအတွက်အထောက်အကူပြုတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်